အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးခြင်းနဲ့ဇက်ထုတ်လေးရတော့အပ္ပနဂဇတ်ဖျားအလောင်းတော်950နိပတ်တော်တွေကလဲကုံတဲ့နှစ်ဦးဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ပစ္စုပန်ဝတ္ထုမြတ်စွာဘုရားသခင်သည်တာဝေးတိပြည်ဇေရဝံကျောင်းတော်၌တည်င်းသုံးတော်မူနေစဉ်ဒိဋ္ဌိတို့၏ယုံကြည်လိုက်နာမှုခိုင်မာခြင်းနှင့်ဆက်လျင်း၍ဤအတိတ်ဇက်ကြောင့်ကိုဟောတော်မူလေသည်အတိတ်ဝတ္ထုရှေ့လွန်လေပြီးသောအခါဘာယာနတိမြို့တော်၌ယမတမင်းကြီးထီးနန်းစိုးစံနေစဉ်ဖျားလောင်းသည်လဲကုံတဲ့မျိုးရိုး၌ဖြစ်လေသည်သူသည်လိမ္မာရေးကြရှိ၍ကြိုးကြောင်းတင်းလျော်အောင်စင်ကျင်ဝေဖန်တတ်သည်လှဲ900ဖြင့်အနေနဲ့အရရက်သို့အယောင်းအဝယ်ထွက်လေသည်ထိုဘာယာနတိမြို့တော်၌ပင်စင်ကျင်တုံတရားမရှိအရာရာတိုင်းကိုယုံလွယ်တတ်သူအခြားလှဲကုံတဲ့တူလည်းရှိလေသည်တနေ့သောအခါဖျားလောင်းကုံတဲ့သည်လှဲ900တို့ဖြင့်ဝန်အပြည့်တင်ဆောင်ကကုံရောင်းထွက်ရန်စီစဉ်နေစဉ်လှဲကုံတဲ့မိုက်သည်လည်းဖျားလောင်းသွားမည်လန်ခီအတိုင်းလှဲစည်းရ900တို့ဖြင့်ကုံရောင်းထွက်မည်ဆိုသည့်တည်ဖျားလောင်းတော်စီသို့ရောက်လာခဲ့လေသည်ဖျားလောင်းကလူ1000နှင့်နွား2000တစ်ချိန်နဲ့ခရီးတဲ့သွားရန်မလွယ်ကူလန်ခရီးတွင်ထင်းပြီးရေကားအစစခန်းချရည်ထိအခက်ခဲရှိမည်ဟုစဉ်းစားတွေးမိသဖြင့်လှဲကုံတဲ့မိုက်ကိုခေါ်၍တင်ရှိကသွားလိုကသွားပါသို့မဟုတ်နောက်မှခြံကလိုက်လိုကလိုက်ပါဟု၍ပြောဆိုဆွေးနွေးလိုက်လေသည်လဲကုံတဲ့မိုက်ကရှေ့ကဥစွာသွားလျင်မိမိ၏ကုန်ပစ္စည်းများကိုရောင်းချရာ၌ဈေးကောင်းပိုရမည်နောက်မှလိုက်ပါကဈေးကောင်းကိုမရနိုင်ဟုစဉ်းစားပြီးရှေ့ဥစွာသွားမည်ဖြစ်ကြောင်းဖျားလောင်းတော်ကိုပြန်လည်ပြောပြလေသည်လဲကုံတဲ့မိုက်ဥဆောင်သောအဖွဲ့သည်ခရီးထွက်သွား၍မကြာမီခရီးချမ်းအလယ်သို့ရောက်ရှိကြရလေကုန်၏ကန္နာယတော်ထဲ၌ဘလူးတို့သည်လူအသွင်ဖန်ဆင်းကြပြီးနွားဖြူပြိုတရှင်ကတော့လှဲရင်ငယ်ကလေးဖြင့်မျက်နှာချင်းဆိုင်အရက်မှမောင်းနှင်လာကြသည်ခေါင်းဆောင်လုပ်သူဘလူးမသည်လှဲစည်းကအခြေရများကခြေကျင်လိုက်ပါလာကြလေသည်သူတို့၏ကိုနှင့်အဝတ်အစားလက်နက်တို့မှာမိုးများဆိုနေသဖြင့်ပေကြံနေကရေစက်ရေပေါက်တို့ဖြင့်ရွှဲရွှဲဆိုနေကုန်ကြသည်ကုံတယ်မိုက်အဖွဲ့နှင့်စုံမိကြသောအခါလန်ခီအခြေအနေကိုကုံတယ်မိုက်အဖွဲ့ကစူးစမ်းမေးမြန်းကြလေသည်ဘလူးများကရှေ့တွင်မိုးကြီးတဲထန်စွာရွာသွန်းနေသည်တော်လန်ခရီးတစ်လျှောက်အင်းအိုင်ဂျိုင်ဝမ်းများဖြင့်ရေပြည့်ရေရှမ်းရှိပြီးကြာပန်းတို့ဖူးပွင့်နေသည်ဟုလိန်လေလှဲ့ပြား၍ပြောပြလေသည်ထိုသတင်းကိုကြားရသောအခါလှဲကုံတဲ့မိုက်သည်ဝန်ပေါ့စီရန်ပါလာသောရေများကိုတွန်းပစ်ခိုင်းကရှေ့ခရီးသို့ဆက်လာခဲ့ကြသည်ညနေနေဝင်၍စခန်းချရက်နာသောအခါရေမရှိသဖြင့်မချက်ပြုတ်မစားတော့နိုင်ကြနွားများလဲရေငတ်လူများလဲအာဟာရပြတ်ကုန်ကြ၏လူများရောနွားများပါခွန်အားရုပ်ရော့ကုန်ကြလေသည်ဤယုံကိုမြင်၍ဤချုံကိုထွင်ခဲ့ကြသောဘလူးများသည်ညတကောင်ရန်အချိန်ရောက်သည်နှင့်လှဲများစခန်းချသာသည့်နေရာသို့ဝိုင်းရန်လာကြကလှဲကုံတဲ့မိုက်ဥဆောင်သည့်အဖွဲ့အားဝိုင်းဝန်းတပ်ဖြတ်စားတောက်ကြလေတော့သည်ဖျားလောင်းလှဲကုံတဲ့တို့သည်ကုံတဲ့မိုက်အဖွဲ့ထွက်ခွာသွားပြီးနောက်လာဝက်ပြည်သည့်နေ့တွင်ခရီးစပြီးတော့ထွက်လာကြသည်ကန္နာယအဝင်သို့ရောက်တော့ရေကိုလုံလောက်အောင်ဖြည့်ကြလေသည်မိမိခွင့်ပြုချက်မရဘဲကန္နာယထဲတွင်ရေလက်တဆုပ်တော်မြမဖြုံးတိရမြည်သည့်တစ်တီတိရွက်ကိုမြခူးစွတ်စားတောက်ခြင်းမပြုရဟုတင်းကျပ်သည့်စီကံများကိုချမှတ်ထားလိုက်လေသည်အစိတ်သည့်အစိတ်ရွက်များကိုစားတောက်မိကြမည်ကိုဖျားလောင်းတော်သည်စိုးရိမ်၍ဤသို့စီကံချမှတ်ပေးခြင်းဖြစ်လေသည်ဖျားလောင်းနှင့်လှဲကုံတဲ့အဖွဲ့တို့ကန္နာယတော်အလေသို့ရောက်သောအခါဘလူးများကလှည့်စားကြပြန်လေသည်ရေများကိုစွန့်ပစ်အောင်ကြံဆောင်အားထုတ်ကြသည်တို့ရာတွင်ဖျားလောင်းကိုကလှည့်စား၍မရခ
ကန္နာယာထဲတွင်မိုးများရွာနေသည်ဟုဘလူးတို့ကဆိုတော်လဲမိုးရိပ်လေရိပ်ကိုမမြင်သဖြင့်ဖျားလောင်းသည်မယုံကြည်ပေထို့အပြင်ဤလူများသည်မျက်လုံးများหนีသည်ကိုအရေးလဲမထွက်ဧကန်လူစင်စစ်မဖြစ်နိုင်ဘလူးများသာဖြစ်နိုင်မည်ဟုဖျားလောင်းတို့သည်စင်ကြင်မိလေသည်တို့ဖြစ်ရေများကိုမစွန့်ပစ်စေဘဲတဲဆောင်စေခဲ့လေသည်နေဝင်စားပြုလာချိန်တွင်စခန်း1900နေရာသို့ရောက်သောအခါလှဲကုန်တဲ့မိုင်းနှင့်အဖွဲ့အားဘလူးတို့စားတောက်ထားသည့်အယိုးစုကို၎င်းလှဲများကို၎င်းတွေ့လာရလေသည်ဖျားလောင်းနှင့်အဖွဲ့သည်ထိုညအဖို့ထိုနေရာပင်ညစာစားတောက်ချက်ပြုတ်စားကညအိတ်တစ်ထောက်နားကြလေသည်ဖျားလောင်းကမူမအိပ်ဖဲတန်လျက်ကိုကင်ဆွဲ၍ညတကောင်ရန်ပတ်လုံးသူဤပရိသတ်ကိုစောက်ရှောက်နေလေသည်နနက်မိုးလင်းချိန်တွင်ဖျားလောင်းသည်မိမိ၏လှဲများထဲမှဟောင်းအိုသောလှဲများကိုဖယ်ထုတ်ကလှဲတစ်များဖြင့်အစားထိုးလေသည်ပါလာသည့်ရောင်းကုန်များထဲမှတံပိုးနှဲကုန်များကိုခြာထားခဲ့ပြီးပိုင်ရှင်မဲ့ပစ္စည်းများထဲမှတံပိုးကြီးရောင်းကုန်များကိုပြောင်းကာလှဲပေါ်တွင်တင်ဆောင်သွားလေသည်ထို့နောက်မိမိတို့လိုရာခရီးသို့ဆက်လိုက်ကြ၍ရောင်းချရာအမျက်ငွေနှစ်ဆရရှိခဲ့လေကြသည်ဇက်ပေါင်းသောလှဲကုန်သည်မိုက်သည်ဒေဝဒတ်လှဲသားများသည်ဒေဝဒတ်၏ပရိသတ်ပညာရှိလှဲကုန်သည်သည်ဗုဒ္ဓ၏သူ၏တာဝကပရိသတ်များဖြစ်လေသည်မစင်စားမစင်ကျင်သူပျက်စီးတတ်ပြီးစင်စားစင်ကျင်ပြုသူသည်အကျိုးရတတ်သည်ဖြစ်ကြောင်းဒီပုံမြင်လေးကနေပြီးတော့ပြောပြလိုက်ပါတယ်ခင်ဗျ